Empire တစ်ခုလုံးကိုအန်တူပြီးတောနဲ့ထဲမှာကိုပိုင်အစိုးရကိုပိုင်ဖျင်နဲ့တီထောင်ခဲ့တဲ့ဂျွန်တို့ရဲ့ရှိုးဝက်နိုင်ငံတော်ကြောင့်တင်ကြပူပါသလားဒါကတော့1900ဆစုဘရာဇီးနိုင်ငံရဲ့တောနဲ့ထဲမှာတည်ရှိခဲ့တဲ့ဖာမာဆိုတဲ့ထူးခြားဆန်းပြတဲ့နိုင်ငံတော်ကြောင့်ပါအဲ့ဒီခေတ်ကပေါ်တူဂီနယ်ချဲတွေဟာအာဖရိကတိုက်ကလူတွေကိုကျွန်းအဖြစ်ဖမ်းဆီးပြီးတခြားစိုက်ခင်းတွေမှာရရဆက်ဆက်ခိုင်းစီခဲ့ကြပါတယ်ဒါပေမဲ့ဒီကျွန်းတွေဟာဖိနှိပ်မှုကိုငြင်းခံမနေပဲအခွင့်အရေးရတာနဲ့တောနဲ့ထဲကိုထွက်ပြေးလွတ်မြောက်ခဲ့ကြပါတယ်သူတို့ဟာရွာငယ်လေးတွေတင်မဟုတ်ပဲလူဦးရေ3000ကျော်နေထိုင်မဲ့တီးခြားလွတ်လပ်တဲ့ကီလွန်ဘိုလ်ခေါ်တဲ့နိုင်ငံတော်ကြီးကိုတည်ထောင်နိုင်ခဲ့တာပါ။အော်စရာအကောင်းဆုံးကသူတို့မှာကိုပိုင်စိုက်ပျိုးရေးစနစ်တန်ရေကြိုလုပ်ငင်းကုံသွေးရေးနဲ့တရားစီရင်ရေးတွေရှိခဲ့တယ်လို့ဂန်ဂါဇွန်ဘာတို့ခေါ်တဲ့ဘရင်တစ်ပါးကလည်းအုပ်ချုပ်ခဲ့ပါတယ်။ပေါ်တူဂီစစ်တပ်ကသူတို့ကိုချေမွန်းဖို့အကြိမ်ကြိမ်ကြိုးစားခဲ့ပြီးမှနှစ်ပေါင်း100နီးပါးကြာအောင်ဒီလွတ်လပ်တဲ့နိုင်ငံတော်ဟာခန့်စစ်အင်အားကောင်းကောင်းနဲ့ရပ်တည်နိုင်ခဲ့ပါတယ်။သူတို့ရဲ့နောက်ဆုံးကောင်းဆောင်ဇွန်ဘီဟာပေါ်တူဂီရဲ့လက်နက်အင်အားကိုမကြောက်မရွံ့ပဲတေဒီအထိတိုက်ပွဲဝင်ခဲ့လို့ဒီနေ့ကဘရာဇီးနိုင်ငံမှာသူ့ကိုလွတ်လပ်မှုရဲ့ပြယုအထက်ဂုဏ်ပြုနေကြဆဲပါကမ္ဘာသမိုင်းရဲ့မမှန်တမ်းတွေထဲမှာဖိနှိပ်ခံရသူတွေစုပေါင်းပြီးအင်ပါရာကခုကိုရင်ဆိုင်ခဲ့တဲ့ဒီလိုရဲရင်တဲ့နိုင်ငံတော်မျိုးရှိခဲ့တာဟာတကယ်ကိုအံ့ဩစရာမကောင်းဘူးလားသမိုင်းရဲ့ဒီလိုရှိုးဝါချက်တွေကိုဆက်လီလာဖို့ follow လုပ်ထား